ကျွန်တော်ဖန်တီးလိုက်တဲ့ view တွေတိုင်းကနေပတ်စံရှာလို့ရပါတယ်ဒီလိုပြောလို့ social media တွေကပေးတဲ့ monetization တွေကြောင့်ပဲလို့ထင်တော့လုံးဝလဲပါပြီကျွန်တော် video တွေကနေပတ်စံရှာလို့ရတာဟာ follower တွေများလို့လည်းမဟုတ်ပါဘူး view တွေရမ်းများနေအောင်စူးစမ်းနေလို့လည်းမဟုတ်ပါဘူးဒါပေမဲ့လွမ်းနီးပါသတိမထားမိလောက်မဲ့အရာတစ်ခုကိုတိစောက်ထားခဲ့လို့ပါအဲ့ဒါကဘာလဲဆိုတာကိုတော့အခု video မှာပြပြပေးပါမယ်နောက်ပြီးအဲ့ဒီလှုပ်ဝက်ချက်ကလွမ်းလိုက်လုံနိုင်တဲ့အထိရွှေရှင်းအောင်မို့လို့အဆုံးထိကြည့်ဖို့တခါတည်းမှာချင်ပါတယ်ကျွန်တော်ဖန်တီးရဲ့ video တွေကနေဝင်ငွေတစ်ခုရလာအောင်လို့ system တစ်ခုကိုခိုင်းမမာတိစောက်ထားပါတယ်အဲ့ဒီ system စောက်ထားလိုက်ရင်ကိုယ့် video တွေမှာ reach နည်းနည်းများကျွန်တော်တို့တက်ရောက်မှုကြီးမားမရှိတော့ပါဘူးဒါကိုမြင်အောင်ပြပြရမယ်ဆိုရင် system မရှိတဲ့သူကလူရဲ့ကြိုက်လုံးတွေအပေါ်ရန်နေလိုက်လို့နေရချိန်မှာ system ရှိထားရင်တော့ view 1000ပဲရရင်တော့ကျွန်တော်တို့တန်ဖိုးကိုနားလေတဲ့ high quality orient နေဆိုတာသေချာနေလို့ပါပဲဒီတော့ social media ရဲ့တကယ်လိုအပ်ချက်ကိုတည်ပြီးတဲ့သူတွေကတော့အဲ့ system တွေကိုတိစောက်နေကြပါပြီဒီလို system တစ်ခုတိစောက်မယ်ဆိုရင်အချက်3ချက်ကိုမဖြစ်မနေရှိထားဖို့လိုပါတယ်ပထမဆုံးအချက်ကတော့ကိုယ့်ရဲ့ပရိသတ်ကိုကိုယ်တိုင်ပိုင်ဖို့ပါတတိထားမှာက Facebook တို့ TikTok တို့မှာရှိတဲ့ follower တွေဆိုတာကျွန်တော်တို့ပိုင်တာမဟုတ်ပါဘူး platform ကပိုင်ပြီးတော့သူတို့ကအင်ရှင်ကျွန်တော်တို့ကအင်္ဂါပါဒါကြောင့် smart ဖြစ်တဲ့ creator တွေကဒီလို platform တွေကိုကြီးအားကိုးမနေပဲပရိသတ်နဲ့ပို့ပြီးနီးစပ်နိုင်မယ် email လိုနေရာတွေအထိပါဆွဲခေါ်လာနေကြပါပြီပို့ပြီးမြင်တောင်ပြောရရင် email နဲ့စင်းသွင်းလိုက်တဲ့အခါကျွန်တော်တို့ပရိသတ်ကြားမှာ algorithm ဆိုတဲ့ဂျာတ်ခတ်နေရမရှိတော့ပါဘူး social media က reach တွေချကြင်လောက်ချပါစေကျွန်တော်တို့ပို့လိုက်တဲ့စာတစောင်ကသူတို့စီကိုတိုက်ရိုက်ရရှိသွားမှာမလို့ပါနောက်တစ်ချက်ကတော့ social media ပေါ်မှာကိုယ့်ရဲ့ကျွမ်းကျင်မှုကိုရှင်းရှင်းလင်းလင်းနဲ့ကြည်ကြစ်လေးလေးချပြနိုင်မှုပါပြောင်းလဲလာတဲ့အခုခေတ်မှာလူတွေကကိုဘလောက်နာမည်ကြီးလဲဆိုတာထက်ကိုတင်ဆက်တဲ့နယ်ပယ်မှာဘလောက်ထိကျွမ်းကျင်လဲဆိုတာကပဲရေရှည်အတွက်ပိုရေးပါလာမှာပါနောက်နံပါတ်3ချက်ကတော့ view တွေတင်တဲ့အခါဖြည်းဖြည်းသမားတယောက်လိုမတွေ့ပဲလုပ်ငန်းရှင်တယောက်လိုတွေ့ပြီးတင်ပါဖြည်းဖြည်းသူတွေကဒီနေ့ view ဘလောက်ရလဲ like ဘလောက်ရလဲဆိုတာပဲထင်ကြီးနေတတ်ကြပါတယ်ဒါပေမဲ့လုပ်ငန်းရှင်တွေကတော့ကိုတင်လိုက်တဲ့ content ကလူတွေကိုအကျိုးပြုလားကိုယ့်တက်ကိုအကျိုးရှိလားဆိုတာကိုပဲကြည့်ကြတော့တာပါဒါကြောင့်အနာဂတ် content creation မှာရေရှည်ကြိုင်းခဲမဲ့သူတွေကတော့နာမည်ကြီးကျင်အောင်တတ်သူတွေပဲမဟုတ်တော့ပဲနဲ့တကယ်အခိုင်အမာတိစောက်ထားတဲ့သူတွေပဲကြံခဲ့တော့မှာပါဒီတော့အခုလိုမျိုး online ပေါ်မှာကိုကျွမ်းကျင်တဲ့ skill တွေကိုအပြိုင်ဆိုင်ထုတ်ဖော်နေကြချိန်မှာ content creation ပညာရပ်ကိုလည်းတက်မြောက်ထားရမယ့်အခြေအနေကိုရောက်လာပါပြီ content creation ဆိုတာ online ပေါ်မှာအောင်မြင်ကြော်ကြားပြီးဝင်ငွေရှာနိုင်တဲ့အထိရောက်ပို့ပေးနိုင်တဲ့ပညာရပ်ပါအဲ့ဒီလိုပညာတွေကိုကျွန်တော် content creator mini course မှာသင်ပေးနေပြီဆိုတာကိုတင်ကောင်းပါချင်ပါတယ်သင်တိုင်းကိုအရေးချင်းပြည့်မိတဲ့ instructor တွေနဲ့စနစ်ကျကိုသင်ပေးနေတာဖြစ်ပြီးတော့ဖုန်းတစ်လုံးနဲ့ရှိအောင်လည်းသင်ယူလို့ရပါတယ်နောက်ပြီးအကောင်းဆုံးကတော့ content creator mini course မှာတလာတဲ့အချိန်ပေးရုံနဲ့ video editing တွေ screen writing တွေပိုင်နိုင်သွားပြီးတော့ကိုယ့်ရဲ့လုပ်ငန်းတွေမှာပြန်လည်အသုံးချနေတဲ့သင်တန်းသားတွေလည်းအများကြီးပါပဲဒါကိုကျွန်တော်အပြောတယ်မဟုတ်ပဲလက်တွေ့ပြပါမယ်သင်တန်းညီတက်လာပြီးမှာတော့ကျွန်တော်ဒီနေ့ထားတဲ့ပို့ပြီးတော့အားရကျေနပ်ခဲ့ရပါတယ်ဒီသင်တန်းမှာကျွန်တော်အချိုက်ဆုံးအချက်ကတော့သင်တန်းသူသင်တန်းသားတွေရဲ့ assignment တွေကိုသင်တန်းကဆရာဆရာမတွေကတယောက်မကျန်သေချာလေး feedback ပြန်ပေးတာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီ2026မှာ quality ကောင်းတဲ့ content လေးတွေဖန်တီးခြင်းတဲ့သူတွေရှိရင် Creative Academy မှာသင်တန်းသွားတက်လို့ရပါတယ်ခင်ဗျာကဲဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လုပ်ငန်းတွေတိုးတက်ဖို့ကိုယ့်ဘဝအတွက်တိုးတက်စီမဲ့ပညာရပ်တွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ Creative Academy မှာသင်တန်းလာတက်လို့ရပါတယ်ခင်ဗျာ Creative Academy မှာပြန်တွေ့ကြပါမယ်ခင်ဗျာ